လမ်းမတင်ရက်20လောက်ကြာသွားတဲ့မြစ်ကြီးနားပစိုးတွေပြန်ရောက်ပါပြီရှင်280အတိုင်းထောက်လေးနဲ့ခတ်ထားပြီးတဲ့ထဲအသားနာလုံးဝကောင်းဟိုတနေ့ကတုတ်ကဆိုကုံသွားပြီတို့လေအဲ့ဒီဘောနော်ဒါတွေကကြတော့တို့တိတောက်အောင်မှားထားတဲ့အထည်တွေနော်ဒါလေးပါရှင်280အတိုင်းဖောက်နဲ့ခတ်ထားပြီးတဲ့သူကကြတော့ဒီတစ်ခါကျတော့အကွက်ဆန်နေမပါဘူးမတို့နော်အကွက်ဆန်နေမပါဘူးသူကကြတော့ကချင်တက်တက်ပဲပေါ့နော်ကိုတမီးဟာလည်းနည်းနည်းတော့ကြောက်အောင်မှာအကွက်ဆန်လေးတွေကြောက်အောင်မှာဒါမျိုးလေးတွေမှာတော့အနံကြီးခွင်းကျဲမယ်နော်အနံကြီးခွင်းကျဲမယ်ရှင်ဒါမျိုးလေးတွေကမတို့လိုချင်တဲ့အထည်လေးတွေကိုတမီးတွေကိုဓာတ်ပုံရိုက်ပြခံတယ်နော်တို့အထည်စေးတော့ဟိုလိုပြလိုက်ရန်ရှည်သွားမှာပေါ့နော်ဗီဒီယိုကအရန်ရှည်သွားမှာဆိုလိုပါရှင်ဒါလေးတွေရောက်ပြီးလမ်းမတင်တော်တော်ကြာသွားတာ200ထုတ်လည်းရောက်တယ်နော်တမီး200သူတို့တီးတန့်ပြန်ရောင်းမယ်200လည်းရောက်တယ်နော်အကွက်တွေကတော့အစုံပဲမမတို့နော်ဒါလေးတွေပါရှင်နော်တကွင်းကို2500ပါရှင်နော်ဒါမတို့ဒီဥစ္စာလေးအပြင်မှာလေ280အတိုင်ဖောက်တကွင်းကိုလေ4000ခွဲအထိရောင်းတာနော်4000ခွဲဟုတ်တယ်4000ခွဲအထိရောင်းတယ်280အတိုင်ပေါ့ဒါမြစ်ကြီးနားစစ်နော်မြစ်ကြီးနားထဲစစ်280တကွင်းကို4000ခွဲရောင်းတယ်နော်ဒါလေးကဒီပါပါမတို့စုံစမ်းကြည့်လို့ရပါတယ်ဈေးနှုန်းလေးတက်တာတယ်ဆိုရင်အားပေးလို့ရတယ်အသားနာကတော့လုံးဝ share ပါရှင်အရင်ဝယ်ဘူးတဲ့မမတွေဆိုရင်သိတာတယ်နော်အစင်ရတော့အစုံပါမယ်ပေါ့နော်ဒီမျိုးကချင်ကွက်ကိုမှအစုံပါပါမယ်ရှင်ကချင်ကွက်ကိုမှအစုံပါပါမယ်အကွက်စုံလေးပါရှင်ဒီကနာကိုကြိုက်တယ်ဒီနှုံးလေးလည်းအတက်တာဆုံးရောင်းထားပေးပါတယ်ရှင်နော်တို့အတွက်အမြက်နည်းနည်းလေးပဲယူပြီးတော့ရောင်းထားပေးပါတယ်ဒါမျိုးလေးတွေပါရှင်နော်ဒါမျိုးလေးတွေကလက်ကွင်းကို2500နဲ့ယူပါမာတော့ကြိုက်တဲ့အရာကိုရွေးချယ်ယူလို့ရပါတယ်ရှင်ဒါလေးတွေဟိုကလည်းတို့ post လေးလဲလေဓာတ်ပုံလေးလဲရိုက်ပြီးတော့တင်ပေးပါဦးပေါ့နော်ဓာတ်ပုံလေးတွေရတဲ့ color လေးတွေလဲဓာတ်ပုံလေးတွေရိုက်ပြီးတော့တင်ပေးဦးပေါ့နော်ဒါလေးတွေက error မပါဘူးနော်အကောင့်ထည့်လေးတွေပဲတမီးပြီးမှဒါလေးဓာတ်ပုံရိုက်ပြီနော်အကောင့်ထည့်လေးပဲ quality လုံးဝရှစ်အသားနာလေးလုံးဝကောင်းနော်တချို့ကတို့နေတယ်280ရတဲ့နိုင်လုံးပါလာတဲ့280ရနိုင်လုံးမပါဘူးလေ280ရခြီသားပဲခြီပဲနော်နိုင်လုံးမပါဘူးနော်280ရခြီပဲရှစ်သူတို့လေအရင်က1 day ပစိုးတွေလည်းတို့ရောင်းတယ်ပေါ့နော်အဲ့ဒါကတော့ဈေးနေတော့1000အောင်နေပေါ့အဲ့ဒါဆိုတော့ဘာဖြစ်လဲဆိုတော့သူတို့ကရောင်းတာကချင်ထဲရောင်းတယ်ပစိုးကကြတော့1 day ဘက်ကတို့ယူရောင်းတာဘူးယူရောင်းဘူးတာရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့မတွေကကြတော့ quality အထည်ကိုမှကြိုက်ကြတယ်အဲ့ဆိုတော့တို့လည်းနောက်ပိုင်း1 တွင်းထည့်တော့မယူတော့ဘူးရှင်မရောင်းပေးတော့1 တွင်းထည့်တော့မှာလေအဲ့ဆို1 တွင်းထည့်ရကြတော့တို့ကဟိုရနော်6500 9000အဲ့လိုမျိုး6500 9000ဆိုတော့မတို့ရအဲ့လောက်ဝင်ချင်း9000အလုံးစုံမှ9100 200အဲ့လောက်ပဲရှိမှာပေါ့နော်လက်ကပေးတဲ့ဈေးလေးလက်လီဈေးဆိုရင်အနည်းဆုံး8500အဲ့လောက်တော့ဖြစ်တာပေါ့နော်အဲ့လိုဆိုတော့ဝတ်တဲ့မမတွေတော့ဝတ်တဲ့ဦးတွေအကိုရအရင်ကကြာတော့ဆိုတော့သူကဘောပင်ချီပါတယ်လေဒါပေမဲ့သူလည်းသူစီကွက်နဲ့သူရှိတယ်နော်သူစီကွက်နဲ့သူရှိတယ်ဒါလေးပါလိုမျိုးအကွက်စုံရပါမယ်နောက်ပိုင်းကျတော့တို့စီမှာ quality ပဲကြိုက်တဲ့မမတွေကများတယ်ဆိုတော့တို့အဲ့ဒီအထည်ကိုမတင်ပေးတော့ဘူးဒီလိုပေါ့နော် quality ကောင်းလေးပဲတင်ပေးတယ်quality ကောင်းမယ်ဈေးနှုန်းလေးရကြတော့အပြင်ပပေါက်ဈေးထက်ကိုအများကြီးတက်တာပါတယ်ရှင်မတို့ကြိုက်တဲ့ထည်လေးတွေ့ရင်အားပေးလို့ရပါတယ်သူပြဓာတ်ပုံလေးလည်းတင်ပေးမယ်အကွက်ကတော့အစုံပါပါမယ်ရှင်နော်အကွက်ကတော့ကချင်ကွက်ကိုမှအမျိုးစုံပါပါမယ်မတို့ကြိုက်တယ်ဆိုရင်တို့ရဲ့ဖုန်းနံပါတ်များဖြစ်တဲ့3994589533လုံး4563လုံး2924ပါရှင်တို့တင်တယ်လေးစာကြတော့39လမ်း61 B လမ်းမှာစိန်မဥပုဒ္ဒေရမဟာအောင်မြင်မြို့နယ်မန္တလေးမြို့ပါရှင်ပြန်ဝင်9000ကျိုးလွှဲရုံနဲ့ Royal Ninja Join ပူရတဲ့အကုန်လုံးကိုအရင်ဝေချေတယ်ဒီစားပဲအပ်ပေးပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာပါ